အခုမြင်တဲ့နေရာတော့မြတ်စွာဘုရားရှင်ကိုဝါမြဝါကိုဝါဆိုဝါကဲတော်မူခဲ့သောဂောတိတတထေကြီးလူတန်းထားသောဂောတိတယုံကြောက်တော်နေရာကိုလာရောက်ပြီးတော့ဖူးမြင်နေတာဖြစ်ပါသည်ဒီနေရာမှာကြတော့သောတန်ဆောင်ရဟန်းတော်များအုပ်စုနဲ့ဝိနည်းဆောင်ရဟန်းတော်များအုပ်စုတို့နောက်အုပ်စုတို့ဝိဝါဒရန်ဖြစ်ပြီးတော့မြတ်စွာဘုရားရှင်ဒီနေရာမှာပါဠိလေယတော်ကိုထွက်တော်မူခဲ့တဲ့အဖြစ်ပြက်ခဲ့တဲ့နေရာဖြစ်ပါတယ်တတိယအဖြစ်ပြောရင်ယဟန္တာအုပ်စုယဟန်အုပ်စုနှစ်အုပ်စုကိုခဲ့တဲ့ဂောတိတယုံကျောင်းနေရာဖြစ်ပါတယ်တကယ်ကိုလည်းပဲတာယာပါတယ်တကယ်ကိုလည်းပဲဂျီနူတရာပေါ်များရပါတယ်အားလုံးလည်းဒီနေရာကိုလေ့လာပြီးတော့လာရောက်ပြီးတော့ဖုံးမြော်ဂျီနူတရာပေါ်လာကြပါစေ